မင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ကျွန်တော်တို့ရဲ့စိတ်ကူးအိမ်မက်တွေတဲကတနေရာဖြစ်တဲ့လူမီနာဆိုတဲ့မြို့ကလေးစီကိုခေါ်ဆောင်သွားခြင်းပါတယ်တိမ်တိုက်တွေရဲ့အထက်မှာရှိတဲ့ဒီမြို့ကလေးဟာတစ်ချိန်ကတော့အရန်ကိုလှပခဲ့တာပါတစ်ပင်တွေကပန်းရောင်မြည်ရည်တွေကရွှေရောင်အရာအလုံးဟာကိုပိုင်လင်းရောင်တွေနဲ့တောက်ပနေခဲ့တာပေါ့ဒါပေမဲ့ဒီနေ့မှာတော့အရာအလုံးပြောင်းလဲသွားခဲ့ပါတယ်မောင်မိုက်ချင်းဆုံးမရောက်လာပြီးမြို့သူမြို့သားတွေရဲ့ပျော်ရွှင်မှုကိုခိုးယူသွားတဲ့အခါမြို့ကလေးဟာအယောင်တွေပျောက်ဆုံးပြီးအဖြူအမဲကဘာကြီးလိုဖြစ်သွားခဲ့ရပါတယ်။ဒါပေမဲ့ဒီမောင်မိုက်နေတဲ့မြို့ကလေးမှာအာရွန်လို့ခေါ်တဲ့ကောင်လေးတစ်ယောက်ရှိနေခဲ့ပါတယ်။သူကတော့အရှုံးမပေးခဲ့ပါဘူး။အာရွန်ဟာပျောက်ဆုံးသွားတဲ့အယောင်တွေကိုပြန်ရှာဖို့ခရီးထွက်ခဲ့ပါတယ်။သူဟာရေမောချင်းတောင်တန်းစီကနေအဝါရောင်ကိုရှာဖွေခဲ့တဲ့ကျင်နာချင်းတစ်တော်တဲကနေအစိမ်းရောင်ကိုပြန်လည်ရယူခဲ့တဲ့သူ့ရဲ့ရဲရမှုတွေနဲ့အတူအနီရောင်နဲ့အပြာရောင်တွေကိုပါတစ်ခုပြီးတစ်ခုပြန်လည်စုဆောင်းနိုင်ခဲ့ပါတယ်။အာရုံမျိုးကိုပြန်ရောက်လာတဲ့အချိန်မှာတော့သူစုဆောင်းလာတဲ့အယောင်လင်းနှန်းတွေကိုကောင်းကင်ပေါ်လွတ်တင်လိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲမျိုးကလေးဟာအရင်ကထက်ပိုမိုလှပတဲ့အယောင်သွေးတွေနဲ့ပြန်လဲနိုးထလာပါတော့တယ်။ဒီပုံမြင်လေးကကျွန်တော်တို့ကိုပေးချင်တဲ့သင်ခန်းစာလေးတစ်ခုရှိပါတယ်။အဲ့ဒါကတော့ကျွန်တော်တို့ရဲ့စိတ်နှလုံးထဲမှာပျော်ရွှင်မှုကျဉ်းနာမှုနဲ့ရဲရင်မှုတွေရှိနေတဲ့၍လောကကြီးဟာဘယ်တော့မှအယောင်မိန်သွားမှာမဟုတ်ဘူးဆိုတာပါပဲ။နားဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ထပ်ပုံမြင်ကောင်းလေးတွေနားထောင်ဖို့ကျွန်တော်ရဲ့စာမျက်နှာလေးကိုအားပေးထားကြပါဦးခင်ဗျာ။